ဒီနေ့တော့ခေါက်ယောဂနဲ့နေထိုင်စားသောက်မှုပုံစံအကြောင်းလေးပြောချမယ်ပထမဆုံးခေါက်ယောဂဆိုတာပါလေခေါက်ယောဂဆိုတာကခန္ဓာကိုယ်ထဲမှာယူရီးအဆစ်တွေများပြီးတော့အဆစ်တွေထဲမှာခရစ်စတယ်လို့ခေါ်တဲ့ပုံဆောင်ခဲလေးတွေတွားစုနေတာမျိုးပါအထူးသဖြင့်ခြေမှာအဆစ်ခြေပနှောင်းတွေဒူးစစ်တွေလက်စစ်တွေမှာဖြစ်များပြီးတော့ရုတ်တရက်အလွန်အမင်းနာကျင်တာနေရဲနေတာရောင်ရမ်းနေတာမျိုးတွေခံစားရတတ်ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းအနေနဲ့အဓိက၃ချက်ရှိပါတယ်နံပါတ်၁အစားအစာကြောင့်ပြူရင်တက်ကျွဲဝါတဲ့အစားအစာတွေဥပမာအနီရောင်သားတွေပင်လယ်စာကလေးစားတွေစားများရင်ဖြစ်တယ်နံပါတ်2ကြောက်ကက်ကြောင့်ခန္ဓာကိုယ်ကထွက်တဲ့ယူရီးအဆစ်တွေကိုကြောက်ကက်ကကောင်းကောင်းမစွန့်ထုတ်နိုင်ရင်လည်းခေါက်ယောဂဖြစ်နိုင်တယ်နံပါတ်3ကတော့မျိုးရိုးနဲ့တခြားကျန်းမာရေးပြဿနာတွေကြောင့်မိသားစုထဲမှာခေါက်ယောဂမျိုးရိုးရှိတဲ့သူအဝါလွန်ခြင်းဒါမှမဟုတ်သွေးတိုးယောဂစီးကျိုယောဂခံရှိတဲ့သူတွေမှာဖြစ်နိုင်တယ်မကူတာပဲထားရင်ဒါမှမဟုတ်တခြားကယုမဆိုင်ရင်ဘာတွေဖြစ်လာနိုင်လဲအဓိကအချက်တွေအနေနဲ့အဆစ်တွေပုံပြတ်ပန်းပြတ်ဖြစ်ပြီးတော့ပျက်စီးသွားနိုင်တယ်အရေးပြားအောင်မှာတော်ဖီလို့ခေါ်တဲ့ယူရီးအဆစ်အဖုအကျိတ်တွေကောက်အကျိတ်တွေဖြစ်လာနိုင်တယ်ယူရီးအဆစ်တွေကကြောက်ကက်ထဲမှာစုပြုံလာတဲ့အခါကြောက်ကက်ကြောက်တယ်ပြီးတော့ပျက်စီးတဲ့အထိဖြစ်နိုင်တယ်ခေါက်ယောဂရှိတဲ့သူတွေအနေနဲ့ကနေတိုင်းစားသောက်မှုပုံစံနဲ့ယူရီးအဆစ်မတက်အောင်ကျန်းမာနေအောင်ထိန်းသိမ်းရပါတယ်အရင်ဆုံးလှုပ်တင်တာကိုပြောမယ်ရေများများတောက်ပါယူရီးအဆစ်တွေစီးရီးယားနေကောင်းကောင်းစွန့်ထုတ်နိုင်ဖို့အတွက်တစ်နည်းကိုရေ2လီတာနဲ့3လီတာတောက်ရမယ်အစီထုတ်ထားတဲ့နှုတ်ထွက်ပစ္စည်းတွေဥပမာနို့ရိုတင်ချင်းတို့စားပေးခြင်းကလည်းပဲယူရီးအဆစ်ပမာဏကိုလျှော့ချပေးတယ်လိမ္မော်သီးချယ်ရီသီးကီဝီသီးစားတဲ့ဗိုက်တာမင်စီကျွဲဝါတဲ့အသီးနှံတွေကလည်းပဲယူရီးအဆစ်စွန့်ထုတ်ရမှာကူညီပေးတယ်လက်ဆက်တဲ့အသီးနှံတွေကိုစားပေးပါဒါပေမဲ့ဟင်းနွယ်တို့မှုန့်တို့ကညွတ်တို့လိုမျိုးပြူရင်းတက်ပေါမှုများတဲ့အစားအစာတွေကိုတော့တင်းတင်းရုံပဲစားသင့်ပါတယ်လုံးဝရှောင်ကျဉ်ရမယ်သို့မဟုတ်တဏ္ဍာများလျှော့ချပြီးစားရမယ်အစားအသောက်တွေကတော့အနီရောင်ရှိတဲ့အသားတွေခရီးဆွန်တွေရဲ့အတွင်းကလေးစားတွေဘဲအမျိုးမျိုးပဇွန်ကနန်းငချောက်စားတဲ့ပင်လယ်စားတွေ high fructose syrup ပါတဲ့အချိုရည်တွေမုန့်တွေနောက်ထပ်အရက်ဘီယာအထူးသဖြင့်ဘီယာကပြူရင်းတက်ကြွယ်ဝတဲ့အပြင်ယူရီးအဆစ်စွန့်ထုတ်မှုမှာလည်းပဲအဟန့်အတားဖြစ်စေတယ်နောက်ထပ် lifestyle အနေနဲ့ကကိုယ်လေးချိန်ကိုထိန်းသိမ်းပါအဝလွန်ခြင်းကခေါက်ယောဂဖြစ်ပွားမှုနဲ့ပြန်လည်ဖြစ်ပွားနှုန်းကိုမြင့်မားစေတယ်နောက်ပြီးတော့ကိုယ်လေးချိန်ထိန်းသိမ်းတာကလည်းပဲယူရီးအဆစ်လျှော့ချခြင်းမှာအထောက်အကူဖြစ်စေတယ်လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကကျန်းမာရေးကောင်းစေတယ်ကိုယ်လေးချိန်ကိုလည်းထိန်းမိသားဖြစ်စေတယ်ခန္ဓာကိုယ်မှာရှိတဲ့အဆစ်တွေကိုဂရုစိုက်ပါအဆစ်တွေကိုထိခိုက်ဒဏ်ရာရတာကလည်းပဲခေါက်ယောဂပြန်လည်ဖြစ်ပွားနှုန်းကိုမြင့်မားစေတယ်နောက်ပြီးတော့အရက်ဘီယာကလေးစားတွေအနီရောင်သားတွေဘဲမျိုးမျိုးနဲ့တခြားပြူရင်းတက်ပါဝင်မှုမြင့်တဲ့အသီးအရွက်တွေကိုစားသုံးမှုကိုလျှော့ချဒါမှမဟုတ်ရှောင်ကျဉ်တာကလည်းပဲခေါက်ယောဂကာကွယ်ထိန်းချုပ်မှုအတွက်အရေးကြီးပါတယ်ဒီကုန်းအနေနဲ့ပြောရမယ်ဆိုရင်ခေါက်ယောဂဆိုတာကနေထိုင်စားသောက်မှုပုံစံနဲ့အများကြီးထိန်းချုပ်လို့ရတဲ့ယောဂတစ်ခုဖြစ်တယ်ယူရီးအဆစ်တက်စေတဲ့အစားအစာတွေကိုရှောင်ရေများများတောက်ကိုယ်လေးချိန်ထိန်းညှိခြင်းဖြင့်ကျန်းမာစွာနေထိုင်နိုင်တယ်သက်ဆိုင်ရာဆရာဝန်နဲ့လည်းပဲအမြဲတမ်းတိုင်ပင်ဆွေးနွေးပြီးတော့လိုအပ်တဲ့ကျန်းမာရေးကုသမှုတွေခံယူရင်းနေထိုင်စားသောက်မှုပုံစံကိုလည်းမျှတအောင်ဂရုစိုက်ရင်းနဲ့ရက်တွေကိုကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေနော်အားလုံး thank you ပါ